ချို့လူတွေတစ်လုံးကြိုးစားနေကြပေမဲ့ဘာလို့မတိုးတက်နိုင်တာလဲဘာလို့မွေးမကြံတာလဲဘာလို့ဘဝအရင်နေရာမှာပဲရက်နေရလဲအကြောင်းရင်းကကံမကောင်းတာမဟုတ်ပါဘူးသူတို့ရဲ့နေ့စဉ်အကျင့်တွေကြောင့်ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာဆင်းရဲမှုကနေရိုးမထွက်နိုင်တဲ့လူတွေမှာရှိတဲ့အကျင့်9ခုကိုပြောပြသွားမှာဖြစ်ပါတယ်ဒီကျင့်တွေမင်းမှာရှိနေခုကလေးကပြောင်းလဲဖို့လိုနေပါပြီပထမဆုံးအကျင့်ကအချိန်ကိုလက်ကားဖြုံးခြင်းဆင်းရဲတဲ့လူများစုမှာအကြီးဆုံးပြဿနာကအချိန်ကိုမထိန်းသိမ်းနိုင်တာပါဆိုရှယ်မီဒီယာကိုနိုင်ပေါင်းများစွာသုံးတယ်ဗီဒီယိုတွေတစ်ခုကြည့်တယ်ဒါပေမဲ့ကိုယ့်ဘဝတိုးတက်ဖို့30မိနစ်တောင်အချိန်မပေးခြင်းပါဘူးအချိန်ကိုမထိန်းနိုင်တဲ့သူကဘဝကိုလည်းမထိန်းနိုင်ပါဘူးဒုတိယအကျင့်ကငွေဝင်တာနဲ့အကုန်သုံးပစ်ခြင်းချို့လူတွေကလာတာရတာနဲ့တတိဖြစ်ခြင်းတို့ခံစားခြင်းရပါတယ်အဲကြောင့်မလိုအပ်တဲ့အရာတွေဝယ်တယ်ဖက်ရှင်တွေဖုန်းတွေလက်စရီတွေဒါပေမဲ့တကယ်တမ်းချမ်းသာတဲ့သူတွေကငွေကြံအောင်နေကြပါတယ်ပူအားမိုင်းဆက်ရှိတဲ့သူတွေကတော့ငွေဝင်တာနဲ့အကုန်လုံးသုံးပြကြပါတယ်တတိယအကျင့်ကစကေးမတိုးတက်ခြင်းဒီခေတ်မှာစကေးရှိတဲ့သူကပဲပတ်စံကိုပို့ချနိုင်လာတယ်ဒါပေမဲ့လူအများစုကအင်တာနက်ကိုပဲကြည့်ပြီးလမ်းနည်းကိုမလုပ်ကြပါဘူးတနေ့ကိုတနားရီလောက်သာစကေးတစ်ခုလေ့လာရင်တော့ဒီနေ့အတွင်းမင်းဘဝပြောင်းလဲသွားနိုင်ပါတယ်စရောရာချင်းကလူမားတွေနဲ့ပေါင်းခြင်းမင်းပေါင်းတဲ့လူ9ယောက်ကမင်းဘဝကိုဆုံးဖြတ်ပေးပါတယ်မြဲကိုမလဲလုပ်တဲ့သူအိမ်မက်မရှိတဲ့သူလေးစီးဖြစ်တဲ့သူ negative energy များတဲ့သူဒီလိုလူတွေနဲ့ပေါင်းနေရင်မင်းလည်းတဖြည်းဖြည်းဝိဖြစ်လာမယ်ပြစ္စမအကျင့်ကစိတ်ကံမရှိခြင်းဆရာထက်တန်မှုဆိုတာခဏပဲစိတ်ကံကပဲမင်းကိုအောင်မြင်စေမှာပါလှုပ်ရှင်တဲ့နေမှာလှုပ်တဲ့သူကဘယ်တော့မှအဝေးရောက်နိုင်မှာမဟုတ်ပါဘူးအောင်မြင်တဲ့သူတွေကစိတ်ခံစားမှုပေါ်မူတည်ပြီးမလုပ်ဘူးသူတို့လှုပ်တင်တာကိုပဲနေတိုင်းလုပ်တယ်ပြစ္စမအကျင့်ကအမြန်တတိဖြစ်ခြင်းချင်းတချို့လူတွေကတညာတွင်ဘဝပြောင်းနေရတယ်အဲကြောင့်လောင်ကစားတွေချီချဲတွေထိုးမိကြတယ်ဒါပေမဲ့တကယ်အောင်မြင်တဲ့သူတွေကနည်းနည်းချင်းတိုးတက်သွားကြတာပါနောက်ဆုံးအကျင့်ကကိုယ့်ကိုယ်မယုံကြည်ခြင်းမင်းကိုအရင်ဆုံးကယ်တင်ပေးနိုင်တဲ့သူကမင်းကိုယ်တိုင်ပဲကိုယ့်ကိုယ်မယုံကြည်တဲ့သူကခွင့်ရည်တွေကိုလည်းကြောက်နေတတ်ပါတယ်ကြာချုံးမာတွေ overthinking တွေတွေးကြောက်ပြီးတော့ရှေ့မတိုးနိုင်တော့ပါဘူးဆင်းရဲမှုကနေရုံးထွက်ခြင်းရင်ဆုံးပြောင်းလဲရမှာကမင်းရဲ့နေ့စဉ်အကျင့်တွေပါဒီနေ့မှာမင်းခံစားနေရတဲ့နာကျင်မှုတွေကမင်းရဲ့ခွန်အားတွေဖြစ်လာပါလိမ့်မယ်ဒီဗီဒီယိုကအသုံးဝင်နိုင်ဆိုရင် like subscribe လုပ်ထားပြီးနောက်ထပ် motivation video တွေကိုစောင့်ကြည့်လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်